ရှိပါတယ်။တာမဏေဘုရားဝင်ရောက်ရှိလာတဲ့ဆိုတော့ကိုယ်ငယ်လေးရပါတော့ဒီမြတ်စွာဘုရားရဲ့တာသနာတော်မှာရှင်ဟန်ဖြစ်နေဖို့အတွက်ဆန္ဒရှိပါတယ်။အဲ့ဒီတော့ကလည်းကိုယ်ရဲ့မေတော်တောင်းဆိုဘူးပါတယ်။ဒါပေမဲ့အဲ့ဒီတော့ကကိုယ်အရန်ငယ်လွန်းတဲ့အတွက်ကိုယ်ရဲ့မေတော်ကအခွင့်မပြုခဲ့ပါဘူး။အဲ့ဒါနဲ့ပဲနေတိုင်းနဲ့ကိုယ်နှစ်တန်းလောက်အရွယ်မှာရှင်ပြူရင်းနဲ့ပဲကိုယ်တစ်ခါဝင်ဖူးပါတယ်။အဲ့ဒီမှာသာသနာ့ဘုံမှာပြုံးရတဲ့အတွက်လူပြန်မထွက်ရှင်ပဲအမေကခွင့်ရမေတို့ကအကျဉ်းချုပ်ခိုင်းလို့ထွက်ခဲ့ရပါတယ်လူနဲ့ပဲ2025နှစ်လပိုင်းလောက်မှာဒီရဏပြူရင်ကြောင်းတစ်ခါဆွမ်းလာခဲ့ပါတယ်အဲ့ဒီမှာရှင်သာမဏေလေးတွေနဲ့အများကြီးကြည့်တော့ဘယ်လဲကြီးညိုပြီးတော့ဒီမှာရှင်သာမဏေပြူတစ်သက်လုံးနေမယ်လို့စိတ်ကူးခဲ့ပြီးကိုင်းရဲ့အမေကိုတာမဏေပြူဖို့အတွက်တောင်းဆိုခဲ့ပါတယ်ကိုင်းရဲ့အမေကတော့ကြီးပြူခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ကိုင်းရဲ့ဖီကတော့တိတ်ပြီးတော့ခွင့်မပြုခြင်းခဲ့ပါဘူးကိုင်းရဲ့ဆင်မျိုးတွေကလည်းတိတ်ပြီးတော့ခွင့်မပြုခြင်းခဲ့ပါဘူးဒါပေမဲ့ကိုင်းရဲ့ဆန္ဒကိုဦးစားပေးပြီးတော့ပဲမပြုခြင်းနဲ့ခွင့်ပြုပေးခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲကိုင်းဟာတာမဏေပြုခွင့်ရသွားပါတယ်2025 3လပိုင်းလောက်မှာငလင်းအကြီးကျယ်လို့ပြောပါတော့လူတွေတော်တော်များများတည်ကြပါတယ်အဲ့ဒါကိုလည်းတွေ့ရပါတယ်အဲ့ဒီမှာတော်တော်တဝေကရပြီးတော့ကိုယ်ရှင်သာမဏေပြုရှင်စိတ်ပူပြီးတော့ဆန္ဒဖြစ်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ကိုယ်ရဲ့အမေကိုဒီခါတော့လုံးဝဝတ်တော်မယ်ဆိုပြီးတောင်းဆိုပြီးတော့ဒီတာနာပြုရင်အကြောင်းကိုဒုတိယမြောက်အကြိမ်လာပြီးတော့ရှင်သာမဏေပြုရင်နဲ့မြတ်စွာဘုရားရှင်ရဲ့တာနာတော်မှာမြတ်စွာဘုရားရှင်ဟောကြားထားတဲ့အတိုင်းတရားတော်ရဲ့အတိုင်းကျင့်သုံးနေထိုင်နေရပါတယ်ရသော်ဗျာမာသရိမာနတုတ်တော်တော်တော်ကြီးမွန်းတယ်နော်စကလုံးတစ်လုံးစီကိုနော်ရွှေချထားဖို့ကောင်းတယ်တဲ့ဒီလောက်ထိကြီးမွန်းတယ်နော်တပည့်တော်ဆရာတော်စီကအဲ့ဒီစကားတစ်ခါထပ်ပို့ပြီးကြားဖို့တယ်
အဲ့တော့ရှင်များတို့ဒီတုတ်တန်ကိုအဲ့ဒါပြဋ္ဌာန်းနဲ့ထည့်ထားတာတောကပရိဒေဝနဲ့တမ္ပတိကမာယတောကလို့ခေါ်တဲ့စိုးရင်ခြင်းတွေပရိဒေဝလို့ခေါ်တဲ့ငိုကြွေးမြည်တမ်းခြင်းတွေကိုတမ္ပတိကမာယလွန်မြောက်မယ်ဒုက္ခဒေါမနတနဲ့အထင်ကမာယတဲ့ကဲခုနံပါတ်3ကပြောကြည့်ပါဦးကိုယ်ဆင်းရဲတွေစိတ်ဆင်းရဲတွေချုပ်ပြောက်မယ်ဟုတ်တယ်ဒုက္ခဆိုတာဆင်းရဲခြင်းတွေခုသင်တဲ့အတန်းကတော့ဦးဇင်းတို့ပိဋကအခြေပြုတန်း3ပေါ့လေဦးဇင်းတို့သူ့အောက်မှာတော့ပိဋကအခြေပြုတန်း1ပိဋကအခြေပြုတန်း2ဆိုရှိတယ်သူ့အထက်မှာတော့ပိဋကအခြေပြုတန်း4ဆိုတာရှိတယ်ဒီအတန်းမှာဦးဇင်းတို့ကဒီအတန်းကနေပြီးလို့ရှိရင်သူတို့ရဲ့ဉာဏ်ရည်အားလျော်စွာလိုက်နိုင်မှုအားလျော်စွာသင်တော်တဲ့အတန်းကိုထပ်ပြီးတော့ပြောင်းရွှေ့သင်ကြားမှာပေါ့နော်ဒီအတန်းမှာပြဋ္ဌာန်းထားတာကတော့ဦးဇင်းတို့အခြေခံလိုအပ်မဲ့အရာလေးအခြေခံဆိုတာစာပေကဏ္ဍအတွက်ကိုအခြေခံဖြစ်တယ်လို့သာသနာမှာလည်းအခြေခံသိရမယ့်အချက်တွေပေါ့အဲ့ဒါတွေကိုဦးဇင်းတို့ပြဋ္ဌာန်းနေထည့်ထားတယ်ဥပမာရှင်တွေယဟန်တွေကျင့်ရမယ့်ကျင့်ဝတ်ရှင်ကျင့်ဝတ်လိုမျိုးပေါ့နော်အဲ့ဒါကိုရှင်ကျင့်ဝတ်နဲ့ဆုံးမစာဆိုတဲ့နာမည်နဲ့ဘာသာတစ်ခုထည့်ထားတယ်နောက်ပြီးတော့သာသနာနဲ့ဆိုင်တဲ့အကြောင်းအရာတွေသိဖို့အတွက်မြတ်စွာဘုရားရဲ့မဟာပရိနိဗ္ဗာန်တုတ်ကိုအဲ့ဒါဦးဇင်းတို့ဒီဘာသာတိကဆရာတော်ကြီးရေးထားတဲ့နောက်ဆုံး10လမြတ်ဗုဒ္ဓဆိုရှိအဲ့ဒီစာကိုလည်းပြဋ္ဌာန်းကျမ်းစာအနေနဲ့ဒီတက်မှာထည့်ထားတယ်နောက်ပြီးတော့ဒီသာသနာတော်ရဲ့သမိုင်းနဲ့ပတ်သက်ပြီးသိရအောင်လို့ဦးဇင်းတို့ဟိုရှေ့မြန်မာဘုရင်တွေခေတ်ကလေးကအင်းဝခေတ်ကပေါ့လေအင်းဝခေတ်ကနန်းတွင်သုံးဖြစ်ခဲ့တဲ့အဲ့လိုအမေးဖြစ်လုပ်ခဲ့တဲ့သာသနာလင်္ကာရစာတမ်းဆိုတာရှိတယ်အဲ့ဒါကကြတော့မြန်မာနိုင်ငံကိုသာသနာရောက်ရှိလာပုံအကြောင်းကိုမှတ်တမ်းရေးထားတဲ့စာအုပ်ပေါ့အဲ့တော့နန်းတွင်အဆင့်ပေါ့နော်အဲ့ဒီကျမ်းစာကိုလည်းဦးဇင်းတို့က open book အနေနဲ့ထည့်ထားတယ်သင်္ကာယနဲ့သာသနာတော်သမိုင်းဆိုတဲ့ဘာသာရပ်အနေနဲ့ထည့်ထားတယ်ပေါ့ဦးဇင်းသင်တာကတော့အခုပါဠိပိဋကမိတ်ဆက်ဘာသာဆိုပြီးသူတို့သင်တယ်ရှင်ကျင့်ဝတ်နဲ့ဆုံးမစာဆိုတဲ့ဘာသာကိုသင်ဒီဘာသာရဲ့နှစ်ခုတော့ဦးဇင်းကဒီအခြေပြုတဲ့ပိဋကအခြေပြုတဲ့3မှာဦးဇင်းသင်ကြားပြီးတာပေါ့နော်တော်ဘုရားသဗ္ဗညုဤခရီးဖြစ်သောဧကယေနောမြတ်သောသာသနာ၌သာလျင်ဖြစ်သောဧကယေနောမြတ်သောနိဗ္ဗာန်သို့သာလျင်သွားတတ်သောအယံဤတိသောဤသို့သဘောရှိသောပြောင်းလဲမှုဆိုတဲ့နေရာမှာတော့ဦးဇင်းတို့လက်ရှိမြေပြင်အနေထားရပဲဦးဇင်းတို့ပြောရမယ်ဆိုလို့ရှိရင်ပြောင်းလဲမှုကတော့ရှိတယ်ဦးဇင်းတို့ရေရွယ်ထားတဲ့အထိတော့မဟုတ်သေးဘူးပြောင်းလဲတာတော့ပြောင်းလဲတယ်ဦးဇင်းတို့မျှော်မှန်းတာကဒီပုံစံတိုင်းဆက်ပြီးပြောင်းလဲပြီးတော့တိုးတက်သွားမယ်ဆိုလို့ရှိရင်အနာဂတ်မှာတော့မျှော်မှန်းတဲ့ပန်းတိုင်ရောက်မယ်ဆိုတဲ့အနေအထားထိတော့ရွယ်ပြီးလှုပ်ဆောင်ရတာ။ဘာတွေပြောင်းလဲလာလဲဆိုတော့သူတို့လေးတွေငငယ်ရွယ်ရွယ်နဲ့မြတ်စွာဘုရားအဆုံးအမတွေကိုသိခွင့်ရတယ်။အဲ့ဒါကမဟာပရိနိဗ္ဗာန်တုတ်ဆိုလို့ရှိရင်လည်းတော်တော်မှတ်သားစရာအချက်တွေအများကြီးပါတယ်။နောက်ပြီးတော့မဟာသတိပဋ္ဌာန်တုတ်ဆိုလို့ရှိရင်လည်းသူတို့လေးတွေသင်ကြားထားတယ်အဲ့တော့အရန်ကြီးအကျယ်ပြန့်ကြီးတော့နားလဲထားတာတော့မဟုတ်ဘူးသူတို့နဲ့တန်တဲ့လောက်တော့သူတို့နားလဲထားတယ်အဲ့တော့ဒီမဟာသတိပဋ္ဌာန်တုတ်ကလည်းဦးဇင်းတို့ကျောင်းတိုက်ခါပရိယတ္တိဆိုတဲ့သင်ကြားရေးရောပရိပတ်တိဆိုတဲ့ကျင့်ကြံမှုရောနှစ်ခုစလုံးကိုဟန်ချက်ကြသွားမဲ့ကျောင်းတိုက်ဖြစ်ခြင်းကြောင့်မဟာသတိပဋ္ဌာန်တုတ်ရဲ့အခန်းကဏ္ဍကမပြတ်မနေဘူးလိုအပ်တယ်အဲ့ငငယ်ရွယ်ရွယ်တွေကထိတွေ့ထားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကြီးလာတဲ့အခါသူတို့တရားထုတ်တဲ့အခါလည်းကြီးကြီးမားမားအထောက်ပံ့ဖြစ်မယ်ပေါ့နော်အဲ့တော့မဟာသတိပဋ္ဌာန်တုတ်ကိုဦးဇင်းတို့ပြဋ္ဌာန်းထားတယ်မဟာသတိပဋ္ဌာန်တုတ်ထဲမှာသူတို့ကိုယ်တိုင်ကျင့်ကြံရမယ့်အစိတ်ပိုင်းတွေပါတယ်ဦးဇင်းတို့ဒီကျောင်းတိုက်ကိုတီထောင်တဲ့ဦးဇင်းတို့အောင်လန်ဆရာတော်ကြီးကလည်းခဏမဟာသတိပဋ္ဌာန်တုတ်ကိုချီးမွမ်းမှုတယ်စာလုံးတစ်လုံးစီကိုရွှေချထားတဲ့ဒီတုတ်တန်အရန်ကောင်းလို့အဲ့ဒီလိုမျိုးညွှန်ကြားတာရှိတယ်အဲ့
အဲ့တော့ဒီကလေးတွေကိုအဓိကအဖြစ်တော့အရန်ကြီးအလွတ်ရဖို့ဆိုတာထက်ဒီဘာသာရပ်တွေကိုတော့ဦးဇင်းတို့က open book စောင့်ကြည့်ဖြေဘာသာရပ်အနေနဲ့ထားတယ်ပေါ့နော်သူတို့ဘဝမှာလိုက်နာကျင့်သုံးရမယ့်အစိတ်ပိုင်းတွေအများကြီးပါဝင်တာဖြစ်ခြင်းကြောင့်ဒီဘာသာရပ်မျိုးတွေကိုပြဋ္ဌာန်းထားတယ်နော်အခုလက်ရှိဒီကျောင်းတက်ရဲ့ပရိယတ္တိခန္ဓာပရိယတ္တိပညာရေးနဲ့ပတ်သက်ပြီးတော့တာမဏေကျော်တန်းကိုအရင်ဆုံးဦးစားပေးပြီးတော့ဗောနော်တွားနေတာမဏေကျော်ပညာရေးပေါ့တာမဏေကျော်ပညာရေးတွားရတဲ့အကြောင်းရင်းကတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေမြတ်စွာဘုရားရဲ့ညွှန်ကြားချက်တွေကိုအဓိကအနေနဲ့တိုက်ရိုက်ထိတွေ့စေခြင်းလို့ပေါ့နော်စောစောစီးစီးသိစေခြင်းလို့အဲ့ဒီတွားတဲ့အခါမှာတာမဏေကျော်တန်းကတော့ခက်ခဲတဲ့အတန်းထဲမှာပါတယ်ပေါ့နော်သူတို့အရွယ်သူတို့အနေထားနဲ့ခက်ခဲတဲ့ထဲမှာပါတယ်စာရီလည်းပဲများတယ်ပေါ့နော်အဲ့လိုများတဲ့ထဲမှာအဲ့ဒီအတန်းကိုမရောက်ခင်တာမဏေကျော်အခြေခံတန်း1 2 3ဆိုပြီးတော့ထားပေးတာအဲ့ဒီထဲမှာမှတရားပိုင်းဆိုင်ရာတွေဆိုလဲသုတ်စင်သုံးတဲ့ရုပ်တွက်တွေနံကိုင်းအာချက်ကိုင်းတွေတင်းကျိုးဆိုလို့ရှိရင်လည်းပဲသူတို့နဲ့အသင့်လျော်မဲ့စိတ်စေတသိက်ပကင်းရုပ်သမုတ်စီးပေါ့အဲ့ဒါမျိုး၅ပိုင်းလောက်လေးနဲ့ဝီနီးဆိုလို့ရှိရင်လည်းပဲရှင်ကျင်းဝတ်တွေရဲ့ဝီနီးပိုင်းဆိုလို့ရှိရင်လည်းနေတ္တိအထိဒါမျိုးလေးပြဋ္ဌာန်းထားပြီးတော့သင်ကြားပေးတယ်နော်စာပေနဲ့မိတ်ဆက်ပေးတာအဲ့ဒါလေးတွေရသွားပြီအောင်မြင်သွားပြီဆိုလို့ရှိရင်တာမဏေကျော်အခြေခံတဲ့1 2 3အောင်မြင်သွားတဲ့အခါမှာသူတို့ဉာဏ်ရည်လိုက်တကယ်လို့ဉာဏ်ရည်ထက်မြက်တယ်သူတို့လိုက်နိုင်တယ်ဆိုလို့ရှိရင်တော့တာမဏေကျော်ပညာရေးကိုဒါလည်းကူးစေပြီးတော့သင်ကြားပေးတယ်တကယ်လို့သူတို့ခြေနေကမလိုက်နိုင်တော့သေးဘူးဆိုရင်တော့ဗြဟ္မပြန်ငယ်လက်ကြီးကိုပေါ့နော်သင်ကြားပေးတယ်အဲဒီတာမဏေကျော်သင်ကြားပေးနေတာယခုဆိုရင်တော့တာမဏေကျော်ပထမဆင့်ရယ်နောက်တစ်ခုကဒုတိယဆင့်ရယ်ဆိုပြီးတော့2ဆင့်အထိအမြင့်ဆုံးရှိလာပြီနော်ဒီနေ့မှာကိုယ်ဝိနည်းကတတိယရေကောနာဝိဘတ်နဲ့မနတာကိုရုပ်တွက်မယ်ရုပ်ပြပြမယ်မနတာကိုမနာလင်းဒီတတိယရေကောနာဝိဘတ်သာနောကနာလေးတော့သမေနာနာမိရသောဖြင့်နာဝိဘတ်ကိုအာပြုနာဝိဘတ်ကိုအာပြုသာတရေဝါကမောသောဖြင့်နာအာဒရာကြောင့်ရှင်းနိုင်သာလာမနတာကပြီသာသနာပြုရင်ကျောင်းတိုင်းမှာပရိယတ္တိပညာရေးစတင်ပြီးတော့
ဒီနေ့ဒီချိန်ထိလှုပ်လာတာ3နှစ်ကျော်4နှစ်ဝန်းကျင်ရှိသွားပြီနော်အဲ့ဒီအတွင်းကာလထဲမှာတာမဏေကျော်ခြေခံတဲ့1နှစ်3နှစ်အောင်မြင်ပြီးတော့မူလာတန်းကိုဝင်ဖြည့်တဲ့အကွေနေရှိခဲ့တယ်နော်အဲ့ဒီတုန်းကလည်းပဲ6ပါးဖြည့်ဆိုပြီးတော့6ပါးအောင်မြင်ခဲ့တယ်နော်အဲ့နောက်တစ်နှစ်မှာကျတော့ခြေပြုတ်မူလာတန်းရဲ့အငယ်တန်းရဲ့ဆက်လက်ပြီးတော့ဝင်ရောက်ဖြည့်ဆိုတယ်နော်အဲ့ဒီမှာလည်းပဲအငယ်တန်းကို3ပါးဖြည့်ဆိုပြီးတော့3ပါးလုံးအောင်မြင်ခဲ့ခြေပြုတ်မူလာတန်းကို5ပါးဝင်ဖြည့်ဆိုပြီးတော့5ပါးလုံးအောင်မြင်ခဲ့တယ်နော်အရင်ပြီးခဲ့တဲ့2025ခုနှစ်ကတော့တာမဏေကျော်အသင်းတွေကိုစတင်ဝင်ရောက်ဖြည့်ဆိုတယ်ရန်ကုန်မန္တလေးတာမဏေကျော်အသင်းအပါဝင်9သင်းဖြည့်ဆိုအဲ့ဒီထဲမှာမှတာမဏေရလည်းပဲ9ပါးဝင်ရောက်ဖြည့်ဆိုတယ်နော်လုံးလုံးအောင်မြင်ကြတာကတော့6ပါးလုံးလုံးအောင်မြင်ကြတယ်ရလက်တွေအနေနဲ့ကတော့ဦးဇင်းတို့ယခုနှစ်တာမဏေကျော်စာမေးပွဲတွေဝင်ရောက်ဖြည့်ဆိုတဲ့အခါမှာနေပြည်တော်ကကျင်းပတဲ့ရန်အောင်မြင်တာမဏေကျော်စာမေးပွဲမှာကိုရင်ဇီနာဝန်သားကတာမဏေကျော်ပထမစင်းကိုနံပါတ်1နဲ့အောင်မြင်ခဲ့တယ်ပေါ့နော်တောင်ငူအသင်းကကျင်းပတဲ့ဓမ္မဝိနည်းသာသနာလင်္ကာရတာမဏေကျော်စာမေးပွဲမှာဆိုရင်တော့ကိုရင်ဒသနာကပထမဂုဏ်ထူးနဲ့အောင်မြင်ပြီးတော့ကိုရင်ဇီနာဝန်သားကတတိယဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်အဲ့ကိုရင်ဒသနာကတော့သူကပထမပြန်စာမေးပွဲငယ်တန်းပထမငယ်တန်းမှာလည်းပဲပါဠိဘာသာနဲ့သူကအောင်မြင်ထားပြီးသားဖြစ်ပါတယ်နော်ရလက်လေးတွေကတော့ဦးဇင်းတို့အနေနဲ့ပြောရရင်တော့အားရဝမ်းသာစရာကောင်းတယ်လို့သုံးသပ်ဗမိုးမှုတွေအနေနဲ့ပြောရရင်တော့နှစ်ပိုင်းပြောအောင်နော်နှစ်ပိုင်းဆိုတာပထမတစ်ပိုင်းကတော့စိတ်သက်ရေးရာစိတ်သက်ခွန်အားနော်အဲ့ဒါဗမိုးမှုနောက်တစ်ခုကတော့ပစ္စည်း၄ပါးနဲ့ပတ်သက်ပြီးတော့ဗမိုးမှုစိတ်သက်ရေးရာနဲ့ပတ်သက်ပြီးတော့ဗမိုးမှုဆိုတာကတော့တာမဏေကျော်စာမေးပွဲတွေဖြေကြပြီဆိုရင်သူတို့ကအရွယ်အားလည်းငယ်တယ်သူတို့အရွယ်ငယ်ပေမဲ့လို့စာပေတွေကလည်းပဲမြင်မာတယ်နော်ညားလည်းများတယ်သူများထက်ပိုပြီးတော့လည်းကြိုးစားရတယ်ချိန်ကာလအနေအချင်းပထမပြန်တန်းတွေကတစ်နှစ်ပတ်လုံးလို့သင်ရတယ်ဆိုပေမဲ့တာမဏေကျော်တန်းတွေကြတော့9လ6လနဲ့ကြီးအောင်သင်ကြားရတာနော်သင်ရိုးတွေကများပေမဲ့လို့အချိန်ကာလကလည်းနည်းတယ်အဲ့လိုအနေအထားမျိုးမှာတချို့ဦးဇင်းတို့တွေ့ဘူးတဲ့တွေ့ကြုံရဆိုရင်တချို့ကလမ်းဆုံးအထိနောက်ဆုံးဘွဲရတဲ့အထိဖြစ်မသွားကြဘူးနော်စိတ်ဓာတ်တွေနည်းနည်းကျသွားတာတို့မလုပ်ချင်တော့တာတို့ဒါမျိုးလေးတွေရှိရပေါ့နော်အဲ့ဒါကြောင့်ပံ့ပိုးမှုအနေနဲ့ဒီမှာရှိတဲ့နာယကဆရာတော်တွေတာဝန်ရှိတဲ့ဆရာတော်တွေကလည်းဝင်တွေကိုစိတ်အားလေးတွေပေးပြီးတော့ပံ့ပိုးရတာရှိတယ်နောက်တစ်ခုကတာမဏေကျော်တစ်ပါးဖြစ်ဖို့ဆိုလို့ရှိရင်ရင်ခစ်တွေနဲ့မတူတော့ဘူးနော်စာအုပ်စာပေကစပြီးတော့ပစ္စည်း၄ပါးအနေနဲ့အများကြီးထောက်ပံ့ဒီမှာဆိုလို့ရှိရင်ဆရာတော်ကြီးကစီစဉ်ပေးထားတာကဒီမှာရှိတဲ့တာမဏေတွေအားလုံးဒီမိမိတို့ရဲ့တာဝန်ဖြစ်တဲ့ပရိယပရိပတ်တွေကိုအချိန်အများကြီးပေးပြီးတော့လှုပ်ဆောင်နိုင်အောင်ဆိုပြီးတော့အောင်စွန်းနေစွန်းကိုဒီမှာပဲလာကတ်တာမျိုးကိုစီစဉ်ပေးထားတယ်ပေါ့နော်ဆွမ်းငံထွက်ရတာမျိုးတွေဥစဉ်တော့မရှိခဲ့သေးဘူးပေါ့နောက်တစ်ခုကကြတော့လည်းပဲစာအုပ်စာတမ်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲစာအုပ်စာတမ်းတွေကိုလိုလေသေးမရှိအောင်ပြည့်စုံအောင်နော်စီမံပေးထားပါစာအုပ်စာတမ်းတွေကလည်းယခုခေတ်အနေထားနဲ့ဆိုရင်စာအုပ်ကျန်းစာအုပ်ကြီးတအုပ်ဆိုလို့ရှိရင်တောင်းကနန်းတွေဖြစ်သွားနော်ယခုနှစ်အတွက်တာမဏေကျော်ဒုတိယဆင့်အသစ်တက်တဲ့ကိုရင်တွေအတွက်ကိုမှပဲစာအုပ်စီစဉ်ပေးရတာလက်ရှိလောလောဆယ်စီစဉ်ပြီးတာကကာလတန်ကြီးအနေနဲ့ကာလတန်ဖိုးအနေနဲ့သိန်းပေါင်း160ကျော်လောက်ထိဦးဇင်းတို့စီစဉ်ပေးပြီးသွားပြီနော်အဲ့ဒါတွေစီစဉ်ပေးတာကတော့အဓိကတော့ဦးဇင်းတို့ဒီမှာထွေထွေတာဝန်ခံနာယကဦးနန္ဒီယဆရာတော်ဦးနန္ဒီယရှိတယ်နော်အဲ့ဒီဆရာတော်ဦးနန္ဒီယနဲ့ဒီမှာတာဝန်ရှိကြတဲ့ဥပဒေကအဖွဲ့တွေကတာဝန်ယူပြီးတော့သူတို့ကဆောင်ရွက်ပေးကြတယ်အလူရှင်တွေကတော့ပြည်တွင်းပြည်ပကလူတန်းကြတဲ့ခုနှစ်ရသားသမီးတွေလူတန်းထားတာတွေကိုပဲဦးဇင်းတို့ကတဆင့်အနေနဲ့ပြန်ပြီးတော့စီမံပေးရတယ်အဲ့လိုထောက်ပံ့မှုတွေတော့ဦးဇင်းတို့ရပါတယ်နောင်နာကအနေနဲ့မျှော်မှန်းချက်ကတော့ဆရာတော်ကြီးကဦးဇင်းတို့ကိုဆုံးမလမ်းညွှန်ထားတယ်ပေါ့နော်ဒီမှာရှိတဲ့တာမဏေတွေရဟန်းတော်တွေအသီးသီးကနေဆုံးအနေနဲ့တာမဏေကျော်ဘွဲဓမ္မစရိယဘွဲတွေရရှိထားရမယ်ဓမ္မဘောင်ဝင်တန်းဝင်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးရရှိပြီးသွားလို့ရှင်လည်းပဲသူတို့သက်ဆိုင်ရာတရားကျင့်တာတွေလည်းလုပ်ရမယ်
တရားကျင့်ရင်လည်းပဲသူတို့ကစာကြဆရာတော်တွေဆရာအနေနဲ့နေကြပြီးတော့သူတို့ကဒီမှာတပည့်တွေနဲ့ဆရာတွေနဲ့ဒီလိုပဲပရိယတ္တိသာသနာတာဝန်ကြီးကိုမြန်မြန်ဆန်ဆန်ကြီးသူတို့ထမ်းဆောင်ကြမယ်ပေါ့နော်ထမ်းဆောင်ကြပြီးတော့တစ်ဖက်ကလည်းပဲတရားတွေကျင့်မယ်တစ်ဖက်ကလည်းပဲစာတွေသင်ကြမယ်စာတွေပြန်လည်ပို့ချပေးကြမယ်အဲ့လိုမျိုးနဲ့ဒီသာသနာပြုရင်ကြီးမှာပရိယတ္တိရောပရိပတ်တိရောဆွေစုံရကြတဲ့တာမဏေတွေဖြစ်ပြီးတော့မြန်မာနိုင်ငံသားတွေအတွက်သူတို့ရဲ့တာမဏေတွေရဲ့မိဘတွေအတွက်ပေါ့နော်အားလုံးအတွက်ဆရာသမားတွေအတွက်အားလုံးအားကိုးရတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်လေးတွေဖြစ်ဖို့ရန်အတွက်ဦးဇင်းတို့ကတော့မျှော်မှန်းထားတယ်ပဋိကံတေသံပဇာနာဂာရိဟောတိအာလောကိတေဝိလောကိတေသံပဇာနာဂာရိဟောတိသမိစီတေပတာရိတေသံပဇာနာဂာရိဟောဒါဆိုလို့ရှိရင်ဒီတုတ်တန်ညွှန်ကြားချက်အတိုင်းလိုက်နာသောအဖြစ်နော်ပေါင်းမြောက်မှုထိရောက်အောင်ကြိုးစားထုတ်ဖို့လည်းတခါလေးတိုက်တွန်းပါတယ်နော်ဗမာဒေနာ